င်္ဂလာပါကျွန်တော်ကိုလင်းပါဒီနေ့မှာတော့ကျွန်တော် Midfake ကို share ချန်ပီညှက်ရတဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတ်နံပါတ်3ကိုအသုံးပြုပြီးတော့ foundation guideline ကိုပေါ်ဆောင်သွားမှာဖြစ်ပါတယ်foundation guideline ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ secret ကိုပထမဆုံးအနေနဲ့ပေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်secret ပေါ်ဆောင်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ detail နဲ့ Midfake guideline ကိုစတင်ပြီးတော့ထပ်မံပေါ်ဆောင်ပေးပါမယ်ခုဆိုရင်တော့ကျွန်တော်တို့ Midfake guideline ကိုတိစောက်ပြီးသွားပြီးတော့အောက်မှာကြန့်ရှိနေတဲ့စမ်းသားများကိုလည်းကျွန်တော်တို့ detail နဲ့အပြောင်းရိပ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ shape ကိုဆက်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ 0.5 ကတ်ကိုအသုံးပြုပြီးတော့ guideline တစ်ခုကိုထပ်မံပြီးပေါ်ဆောင်ပေးသွားပါမယ်အဲ့ဒီချိန်မှာကျွန်တော်တို့အရေးကြီးဆုံးချက်ကကျွန်တော် C ကတ်ရဲ့အောက်ခြေအတွင်းဘက်မှာကျွန်တော်လက်တစ်လုံးစာခြံပြီးတော့ guideline ကိုပေးသွားမှာဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကတ်နံပါတ်1 နဲ့ကိုအသုံးပြုပြီးတော့ guideline တစ်ခုကိုထပ်မံပြီးတော့ပေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာကျွန်တော်ဒီ point 5 နဲ့ပေါ်ဆောင်ထားတဲ့ line ကိုကတ်နံပါတ်1ကိုအသုံးပြုပြီးတော့ clipper ရဲ့ lever open middle globe အားလုံးနဲ့ကျွန်တော်ဖြောက်သွားမှာဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာတော့ဒီနေရာမှာရေးရေးလေးကြံနေတဲ့နေရာလေးကိုကျွန်တော်တို့ 0.5 ကတ်ကိုတုံးပြီးတော့ middle နဲ့ globe နဲ့ပြန်ပြီးဖြောက်ပါမယ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ဒီအောက်ဆုံးက detail guideline ကို clipper ရဲ့ middle နဲ့ globe ကိုတုံးပြီးတော့ဖြောက်သွားမှာဖြစ်ပါတယ်clipper ရဲ့ middle နဲ့ globe ကိုအသုံးပြုခဲ့ပြီးမှကျွန်တော်တို့ဒီအောက်ဆုံးမှာနည်းနည်းလေးကျန်တာလေးကိုကျွန်တော်တို့ detail နဲ့ဆက်ပြီးဖြောက်သွားပြီးမှဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့အပေါ်မှာကြန့်ရှိနေတဲ့ဒီနေရာ guideline ကိုကတ်နံပါတ်2ကိုအသုံးပြုပြီးတော့ဖြည့်သွားမှာဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့အပေါ်ဆုံး foundation guideline ကို blending ပြန်ညှိမှာဖြစ်ပါတယ်ပြီးသွားတော့ကျွန်တော် Midfake ကို share လုပ်ချင်ပြီးညှက်တဲ့နည်းစနစ်ပဲဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာလည်းကျွန်တော်မတူညီတဲ့စပင်ပုံစံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။